လူတိုင်းမှာသမန်ပုဂ္ဂိုလ်တွေအနေနဲ့စိုးရိမ်စိတ်တို့ကြောင်းကြစိတ်တို့ကြောက်လန့်စိတ်တို့ထိတ်လန့်တုန်လှုပ်တဲ့စိတ်တို့ဆိုတာရှိနေတယ်ကြောက်စရာအာယုန်နဲ့တွေ့လို့ရှိရင်လေကြောက်တယ်လန့်တယ်မိမိတစ်စုံတစ်ခုကိုဆုံးရှုံးသွားမှာဆုံးရှုံးသွားဖို့အနေအထားရောက်နေတယ်ဆိုရင်လေစိုးရိမ်စိတ်တွေဖြစ်လာတယ်ဥပမာပဲပြဒနာတရား၅ပါးလို့ဆိုရတဲ့ပဲညာတိပြဒနာဆွေတဲ့မျိုးတွေကအကိုရတဲ့ပုဂ္ဂိုလ်တွေဆုံးရှုံးသွားမယ်ဆိုရင်ဆုံးရှုံးတော့မယ်ဆိုရင်လည်းစိုးရိမ်ကြတယ်ဆုံးရှုံးသွားပြီဆိုတဲ့နောက်မှာလည်းစိုးရိမ်စိတ်တွေဖြစ်လာတောကလို့ခေါ်တာပေါ့ဘောဂပြဒနာလို့ခေါ်တဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးမဲ့အနေအထားမျိုးတွေ့ပြီဆိုလို့ရှိရင်လည်းစိုးရိမ်ကြတယ်ဆုံးရှုံးသွားပြီးတဲ့နောက်မှာလည်းစိုးရိမ်နေကြတယ်ရောဂပြဒနာလို့ခေါ်တဲ့လူတွေမှာယောဂဝေဒနာဖြစ်လာပြီဆိုရင်လည်းစိုးရိမ်ကြတယ်ဖြစ်မှလည်းစိုးရိမ်တယ်ဖြစ်နေလို့ရှိရင်လည်းစိုးရိမ်တယ်ပေါ့အဲ့တော့လောကမှာစိုးရိမ်စိတ်ဆိုတာတစ်စုံတစ်ခုဆုံးရှုံးနစ်နာမှုဖြစ်တော့မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာစိုးရိမ်စိတ်ဆိုတာဝင်လာတာကြီးပဲကွာအဲ့ဒီလိုတောကလို့ဆိုတဲ့စိုးရိမ်စိတ်တွေဟာဘာကြောင့်ဝင်လာရတယ်လဲအဲ့ဒါတွေကိုဘာနဲ့ဖယ်ရှားမလဲလူတိုင်းဟာဒီပညာရက်ကိုသိထားဖို့လိုအပ်တာပေါ့ကြောက်တယ်လန့်တယ်စိုးရိမ်ုံနေမကဘူးမစိုးရိမ်ဒီမဖြစ်ခင်ကလည်းကြိုတင်ပြီးတော့ဖြစ်လာမှကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လှုပ်တယ်ဒုတိယတစ်ခုဖြစ်သွားလို့ရှိရင်လည်းဉာဏ်တဲ့ပုဂ္ဂိုလ်ကထိတ်လန့်တယ်တုန်လှုပ်တယ်အဲ့ဒါလို့လူလောကမှာတောကလို့ဆိုရယ်စိုးရိမ်စိတ်တွေနဲ့လူဘဝကိုဖြတ်တန်းနေကြရတာဆိုတော့စိတ်နှလုံးအေးချမ်းမှုဆိုတာအမှန်တမ်းနေပါတယ်အမြဲတမ်းရနိုင်တဲ့အနေအထားမရှိဘူးစိတ်နှလုံးမအေးချမ်းကြဘူးတောကဆိုတဲ့ဆွေရင်စိတ်တွေနဲ့ရင်ဝယ်ပိုက်ပြီးတော့ဘဝခရီးကိုဖြတ်တန်းနေကြရမယံခါဆွေရင်စိတ်မရှိဘူးလို့ကိုထင်ပေမဲ့လို့ကျုံလာတဲ့အခါတိုင်းမှာဆွေရင်စိတ်ကဖြစ်လာတယ်ယောဂဝေဒနာဖြစ်လို့ယောဂကိုသွားစစ်ဆေးလို့ရှိရင် diagnosis မှာအဖြေကမကောင်းတဲ့အဖြေတွက်လာမှကြောက်ကြတယ်။ဒါကြောင့်မလို့တချို့ဆို medical check ကဆိုမလုပ်ချင်။ဘာကြောင့် medical check ကိုဘာကြောင့်ကြောက်တာတုံးဆိုတော့ဆွေရင်စိတ်ကိုကြောက်တာပဲ။ဆွေရင်စိတ်ဖြစ်လာမှကိုကြောက်တာ။တကယ်ကတော့ဖြစ်လာမဲ့ယောဂဝေဒနာမသိချင်ဘူးသိမယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်တအုံနွေးနွေးနဲ့ပူဆွေးရနေရမှာတွေကိုမဖြစ်ချင်ဘူးမခံစားချင်ဘူးဒါကြောင့်မို့မသိချင်ကြဘူးတော်တော်များများဆွေးစိတ်ဆိုတာမျိုးသိပ်ပြီးတော့ထားကြညအဲ့ဒါလိုမျိုးသိပ်ထားခြင်းဟာဆွေးရှင်စိတ်ကိုဖယ်ရှားခြင်းလားလို့ဆိုမဟုတ်ဘူးအဖြေလည်းမဟုတ်ဘူးဆွေရင်စိတ်ဆိုတာသူ့ကိုရင်ဆိုင်ဖို့လိုအပ်တယ်ပေါ့ရင်ဆိုင်ရမယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိရအဲ့တော့ဆွေရင်စိတ်ကိုမဖြစ်လာခင်ကလည်းကြိုတင်ပြီးတော့ဆွေရင်စိတ်ဖြစ်လာလို့ရှိရင်ဘယ်လိုတုံ့ပြန်မလဲဖြစ်လာနေတဲ့အချိန်မှာရောဘယ်လိုတုံ့ပြန်မလဲဘယ်လိုရင်ဆိုင်မလဲမဖြစ်အောင်ဘယ်လိုဖယ်ရှားမလဲဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတွေမှာဒါတွေရှိအဲ့ဒီအဆုံးအမတွေကိုနိုင်မှတ်သားပြီးတော့လူတိုင်းဟာစိုးရိမ်တောကဆိုတာနဲ့မကင်းကြသည့်အတွက်ကြောင့်ဒီစိုးရိမ်စိတ်ဖြစ်ပေါ်နေတာဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတုံးဆိုတာကိုလေ့လာဆန်းစစ်ကြရမှာဖြစ်တယ်ပေါ့လေ့လာဆန်းစစ်ခြင်းအပြင်
အဖြေတစ်ခုကိုထုတ်နိုင်ကြလိမ့်မယ်အကြောင်းကိုသိလို့ရှိရင်အဖြေထုတ်နိုင်တယ်ပေါ့ဒါဖြင့်ဒီတောကဆိုတဲ့ဆွေရင်စိတ်ဟာဘာကြောင့်ဖြစ်လာလဲမြတ်စွာဘုရားကရှင်းရှင်းလေးပဲဟောတာကာမတောဇာယတိတောကောကာမတောလိုချင်တဲ့တဏှာရာဂကြောင့်လိုချင်တဲ့တဏှာလောဘကြောင့်တောကောဆွေရင်စိတ်ဆိုတာဇာယတိဖြစ်ပေါ်လာတယ်ဒီတဲ့ထင်ရှားတဲ့အနေနဲ့တခါထပ်ဟောတယ်တဏှာယဇာယတိတောကောတွေ့တာမှုတွေလိုချင်မှုတွေအဲ့ဒီတဏှာလောဘကြောင့်တောကဆိုတဲ့ဆွေရင်မှုကဖြစ်ပေါ်လာတယ်ဆိုအဲ့တော့လူတွေရဲ့ယင်ဝယ်မှာစိုးရိမ်နေစိုးရိမ်နေစိုးရိမ်စိတ်တွေဖြစ်လာရတယ်ဆိုတာအကြောင်းမဲ့ဖြစ်တာမှမဟုတ်တာမွေးရပါရှင်ထဲမှာဒီစိုးရိမ်စိတ်ကြီးဆိုတာကနှလုံးသားကြီးတွေတို့ကြောက်ကတ်တို့ကိုယ်အင်္ဂါရက်တွေပါနေတယ်လို့စိုးရိမ်စိတ်ကြီးကဒီလိုအကောင်ထည်ကြီးနဲ့ရှိနေတာမှဟုတ်မှာမဟုတ်တာမရှိဘူးဘယ်လိုအနေနဲ့ကတော့ရှိနေတုံးဆိုလို့ရှိရင်ဆွေရင်စိတ်ဟာလိုချင်တဲ့တဏှာရှိနေသည့်အတွက်ကြောင့်သူကိုယ်တိုင်တော့တိုက်ရိုက်မရှိဘူးလိုချင်တဲ့တဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တိုင်းမှာလိုချင်မှုကိုခြေခံပြီးတော့ဆွေရင်စိတ်တွေဟာပေါက်ဖွာလာတယ်ပေါ့အဲ့ဒီဆွေရင်စိတ်တွေဟာလိုချင်မှုတဏှာအဲ့ဒါကိုအခြေခံပြီးတော့လိုချင်မှုတွေ့တာမှုတွေကိုအကြောင်းပြုပြီးတော့ဆွေရင်စိတ်ဆိုတာဖြစ်ပေါ်လာတာတဲ့အဲ့တော့တောကဆိုတာကိုဖယ်ရှားခြင်းလို့ရှိရင်ဘာကိုဖယ်ရှားရမလဲလို့ဆိုတဲ့အခါလိုချင်မှုတွေ့တာမှုဆိုတဲ့တဏှာကိုဖယ်ရှားရမှာပဲသူရှိနေတယ်ဗျသူမဖယ်ဘဲနဲ့စိုးရင်စိတ်ဆိုတာဖယ်လို့မရဘူးသူရှိနေတယ်ဗျကာလပတ်လုံးတွေ့တာမှုတွေဆွဲလန်းမှုတွေရှိနေတယ်ဗျကာလပတ်လုံးစိုးရင်စိတ်ဆိုတာလာနေမှာပဲရှင်သန်နေမှာပဲကဘာမြေကြီးရှိနေသည်မြတ်မြက်ပင်တွေတစ်ပင်တွေဟာရှင်သန်နေတယ်လို့ပဲပေါ့ရှင်သန်နေဥမှာပဲတစ်ပင်ကြီးတွေဟာအမြင့်ရှင်သန်နေသည်မြတ်ကလပတ်လုံးအကိုင်းတွေအခက်တွေထွက်နေဥမှာပဲအကြောင်းတရားကိုဖယ်ရှားဖို့ဒီလိုဆိုတာပေါ့အဲ့တော့တောကဆိုတဲ့စိုးရိမ်စိတ်ဟာတွေ့တာမှုဆိုတာကနေမြစ်ဖြားခံပြီးတော့လာတာဖြစ်တယ်။ဒါကြောင့်မို့တောကဆိုတဲ့စိုးရိမ်စိတ်ကိုကြောက်လန့်နေဆိုရင်တွေ့တာမှုကိုအရင်ဖယ်တဲ့မဖယ်ဘဲနဲ့မျိုးသိမ့်ထားလို့မရဘူးတဲ့မျိုးသိမ့်ထားရင်ပေါက်ထွက်မှာပဲရှိအကြောင်းကိုမဖယ်ရှားဘဲနဲ့အကျိုးတရားကိုရပ်ထားလို့မရနိုင်ဘူးတဲ့အကြောင်းတရားကိုဖယ်ရှားပြစ်နိုင်ရမယ်ဟောဆင်ញင်သုံးသပ်ကြည့်တာအဖြေမှန်ကတောကဆိုတဲ့စိုးရင်စိတ်ဟာသူ့ဘာသူဖြစ်လာတာလားဆိုမဟုတ်ဘူးတွေ့တာမှုကိုအခြေခံပြီးတော့ဖြစ်လာတာစိုးရင်မှုဟုတ်တယ်လေလောကမှာကိုယ်နဲ့မပတ်သက်ဘူးကိုယ်နဲ့မသက်ဆိုင်ဘူးဆိုရင်ဘယ်သူမှမစိုးရင်ကြဘူးလေပတ်သက်လာပြီးသက်ဆိုင်လာပြီးဆိုရင်တော့တဏှိမုတ်တဏှိအဖြစ်ဆက်သွဲနေပြီဆိုရင်တော့စိုးရိမ်မှုတွေဖြစ်ပေါ်လာကြဆက်သွဲမှုအကောင်းလေးလေးစိုးရိမ်မှုတွေအကောင်းလေးလေးပဲအဲ့တော့အဲ့ဒီဆက်သွဲမှုတွေ့တာမှုလူကျင်မှုဆိုတဲ့တဏှာရာဂတွေကိုဖယ်ရှားပြစ်ရဒါဖြင့်စိုးရိမ်စိတ်ဆိုတာတော့ဘာလဲလို့မေးမယ်တောကဆိုတာကြတော့အဘိဓမ္မာသဘောအရစိတ်แท้ဖြစ်တဲ့အရာဟာဘယ်ဟာလဲလို့ဆိုဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့ကြေကွဲတဲ့ခံစားမှုဒေါမနတဝေဒနာကိုတောကလို့ခေါ်တာပဲစိတ်ထဲနှလုံးထဲမှာဝမ်းနဲ့ကြေကွဲမှုဆိုတာဒေါသနဲ့ရှင်တွဲလာတာအဲ့တော့ဒေါသမရှိဘဲဝမ်းနဲ့ကြေကွဲမှုဆိုတာလည်းမဖြစ်နိုင်လူတွေမှာခံပြင်းဒေါသဆိုတာမခံနိုင်ဘူးကိုပိုင်ဆိုင်တဲ့အရာတခုပျက်စီးသွားတာမခံနိုင်ဘူးဟောကိုမျက်နှိုးတဲ့အရာတခုပျက်စီးသွားမှမခံနိုင်ဘူး
ကိုယ်မှာတစုံတစ်ခုမဖြစ်ချင်တာတွေဖြစ်လာမှာကိုခန္ဓာရည်မရှိဘူးအဲ့ဒီခန္ဓာရည်မရှိဘူးဖြစ်လာမှာကိုမုန်းတီးတယ်ဆိုတဲ့ဒေါသအဲ့ဒီဒေါသကိုအခြေခံပြီးတော့နော်ပြောကြတာလူတွေကတော့လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့ဆေးတဲ့ဘယ်အေးမှာတော့ထားကြတော့ဒေါသရှိနေတဲ့မြတ်ကလပ်ပတ်လုံးနှလုံးကတော့မအေးဘူးစိတ်ခံမြင်တဲ့ဒေါသအခြေခံပြီးတော့ဒေါမနတဆိုတဲ့ဝမ်းနည်းခြင်းကြည်ကွဲခြင်းစိုးရိမ်ခြင်းဆိုတဲ့ဒေါမနတတို့တောကတို့ဆိုတာလာတော့တာပဲသူကဆောင်တိန်လို့မရတဲ့ခံစားမှုသဘောအဲ့တော့တောကဆိုတာစိတ်ရဲ့ခံစားမှုဒေါမနတဆိုတာလည်းစိတ်ရဲ့ခံစားမှုတစ်မျိုးပဲအဲ့ဒီစိတ်ရဲ့ခံစားမှုနှစ်ခုစလုံးဟာဘာကိုအခြေခံပြီးတော့ဖြစ်နေတာတုံးဆိုမုန်းတီးခြင်းဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဖြစ်နေတာတဲ့ဒေါသဆိုဒီမှာကိုကအနိုင်ရလို့ရှိရင်လွှမ်းမိုးတဲ့ဒေါသကိုကအရှုံးလို့ဆိုရင်ကြောက်တဲ့ဒေါသကြောက်တာလဲဒေါသပဲအနိုင်ယူတာလဲဒေါသပဲကိုကပြင်းထန်လာလို့ရှိရင်အနိုင်ယူတတ်တယ်ကိုကအရှုံးပေးရလို့ရှိရင်ကြောက်တယ်အဲ့ဒီကြောက်ခြင်းလန့်ခြင်းထိတ်လန့်ခြင်းတုန်လှုပ်ခြင်းဆိုတာအရာတွေဟာအလုံးဟာဒေါသရဲ့သဘာဝတွေကြည့်ပဲကောအဲ့ဒီကြောက်လန့်ထိတ်လန့်တုန်လှုပ်မှုဆိုတဲ့ဒေါသကိုအခြေခံပြီးတော့ဝမ်းနဲ့ကြေကွဲမှုဆိုတဲ့ဒေါမနတခံစားရတယ်စိုးရိမ်နေဆိုတဲ့တောကကိုခံစားရတယ်အဲ့တော့စိုးရိမ်စိတ်ဆိုဒီမှာတောကလို့ဆိုတဲ့ဒေါသနဲ့ရှင်တွဲပြီးဖြစ်ပေါ်လာတဲ့ခံစားမှုတစ်မျိုးကိုစိုးရိမ်စိတ်လို့ဒီလိုခေါ်တယ်ပေါ့စိတ်ထဲမှာမိဖြစ်လို့စိတ်လို့ခေါင်းစဉ်တက်ပြောလိုက်တယ်တကယ်ကတော့စိတ်ကိုမိတွယ်ပြီးတော့ဖြစ်တတ်တဲ့စေတသိက်သဘောတရားပဲသူ့ကို analyze လုပ်ကြည့်တာသေသေးချာချာရှာဖွေကြည့်ကိုယ့်ရင်ထဲမှာဒီဒေါသရှိနေသလားရှိနေတဲ့များကာလပတ်လုံးစိတ်ရဲ့စိုးရိမ်စိတ်တွေတို့စိုးရိမ်မှုတွေတို့ဝမ်းနဲ့ကြေကွဲမှုဆိုတဲ့ခံစားမှုတွေကလာမှာပဲမလာဘူးဆိုတာမရှိဘူးရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့တော့အကြောင်းတရားတစ်ခုကိုအခြေခံပြီးတော့ဒီစိုးရိမ်စိတ်ဆိုတာဖြစ်ပေါ်လာစိုးရိမ်စိတ်ဆိုတာဘာကြောင့်ဖြစ်တယ်ဆိုတာသိရပြီစိုးရိမ်စိတ်ဆိုတာဘာကိုခေါ်တယ်ဆိုတာသိလာရပြီအဲ့ဒါလို့သိလာရပြီးတဲ့နောက်ကိုစိုးရိမ်စိတ်ကိုဘာနဲ့ဖယ်ရှားမှလဲစိုးရိမ်စိတ်ကိုဖယ်ရှားနိုင်တာအသိဉာဏ်ပဲရှိတယ်အသိပညာနဲ့ဖယ်ရှားရမယ်ဒီအသိဆိုတာဓမ္မအသိမြတ်စွာဘုရားအဆုံးအမအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လို့ရလာတဲ့တတိတွေဝီရိယတွေသမာဓိတွေပညာတွေနဲ့လွှမ်းခြုံထားတဲ့ဓမ္မအသိအဲ့ဒီဓမ္မအသိဖြင့်သာလျှင်လောကမှာလူတွေရဲ့ယင်ထဲမှာပူလောင်စေတတ်တဲ့စိုးရိမ်စိတ်ဆိုတာဖယ်ရှားနိုင်တယ်လွယ်လွယ်နဲ့ဖယ်ရှားလို့တော့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လုံးဝဖယ်ရှားပစ်ဖို့ဆိုတာကြတော့အစွမ်းအထက်ဆုံးဖြစ်တဲ့အရတ္တမေဆိုတဲ့ဉာဏ်မျိုးအရတ္တဖို့ဉာဏ်မျိုးကိုရမှသာလေစိုးရိမ်စိတ်ကိုအပြီးသတ်ဖယ်ရှားပြဆိုလို့ရှိရင်တော့စိုးရိမ်စိတ်ကအပြီးသတ်ကြံအောင်မဟုတ်သေးဘူးအနာဂါမိမဲ့အနာဂါမိဖို့တတိယအဆင့်လောက်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒေါသကိုဖယ်ရှားလိုက်နိုင်ပြီဒေါသကိုဖယ်ရှားလိုက်နိုင်ပြီဒေါသကိုဖယ်ရှားလိုက်နိုင်တာနဲ့တပြိုင်နက်စိုးရိမ်စိတ်တွေကိုလည်းဖယ်ရှားပြီးသားဖြစ်သွားပြီအနာဂံပုဂ္ဂိုလ်တွေကြတော့လည်းဖယ်ရှားနိုင်တဲ့စွမ်းရည်တတ္တိရှိယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုတော့လုံးဝဖယ်ရှားနိုင်တဲ့အဆင့်ရောက်သွားပြီသောတာပန်ဖြစ်ုံနဲ့မဖယ်ရှားနိုင်သေးဘူးသဂရဂံဖြစ်ုံနဲ့မဖယ်ရှားနိုင်သေးဘူးစိုးရိမ်စိတ်ဖယ်ရှားဖို့ဆိုတာအတော်အသင့်အနေနဲ့စိုးရိမ်စိတ်တွေကြီးထွားမလာအောင်ဓမ္မအသိဖြင့်ထိန်းချုပ်လို့ရတယ်မရဘူးမဟုတ်ရ
အဲ့ဒါလို့ဖြစ်နိုင်သောတာပန်ဖြစ်တဲ့ဝိသခာအကြောင်းအမှားကြီးဟာအတော်ကိုအားကိုးရတဲ့မြည်ကလေးသူ့ရဲ့မြည်မြေအမျိုးသမီးလေးဘယ်တန်းလိမ္မာတယ်အဖွားရဲ့ကိုစားအိမ်မှာနေတိုင်းတန်ခါ900ပင့်ပြီးတော့ဆွန်ကျွေးနေတဲ့ဝိသခာအကြောင်းအမှားကြီးရဲ့ကိုစားတန်ခါရဲ့ဝေယဝိဆကိုအာကျုမှန်တဲ့ဆောင်ရွက်ပေးနေတဲ့ဝိသခာရဲ့မြေကလေးအမျိုးသမီးလေးယောဂဝေဒနာဖြစ်ပြီးတော့ကွယ်လွန်သွားတယ်အိန္ဒိယထုံတန်းစင်လာအရမိဆွေတဲ့မျိုးတွေကတူတယောက်သေဆုံးသွားပြီဆိုလို့ရှိရင်အတုဝကိစ္စဆောင်ရွက်ပြီးဆိုတဲ့အခါမှာသူကဝတ်ထားတဲ့အဝတ်တွေအကုန်လုံးအဝတ်ဆိုတွေသဘင်လည်းအဆိုအကုန်လုံးရေနဲ့လောင်းထားသလားမသိဘူးတကြံကြတယ်လို့သာမှတ်ထားပြီးတော့ဗမာပြည်တကြံကြဒီကုန်လုံးရွှဲဆိုနော်အဲ့တော့အိန္ဒိယအဲ့ဒီဘုရားလက်ထက်ကထုံးစံတော့အန်လဝဋ္ဌအန်လခေတာသဘင်ကလည်းဆိုအဝတ်တွေကလည်းဆိုအတုဝကိစ္စဆောင်ရွက်ကြတယ်အဝတ်ဆိုနဲ့ဆောင်ရွက်တယ်အဲ့ဒီခေတ်ကအခုခေတ်တော့အဝတ်ချောင်းအဝတ်နဲ့ကြီးတွေနဲ့ဆောင်ရွက်တယ်သို့တော့အဝတ်နဲ့ကအသားဖြူနဲ့လိုက်လို့ဒီပြင်ချိန်လဲအဝတ်နဲ့ကြီးတွေဝတ်ကြတယ်ဒါခေတ်ပြောင်းလာကျို့ဆိုလို့ရှိရင်ဖြူနရယ်လို့ဒီလိုကိစ္စရှိမှအဝတ်ကိုအနက်ဝတ်တယ်ဂျန်တဲ့အချိန်မှာအနက်မဟုတ်ဘူးနော်ဒါသူ့ရဲ့သင်္ကေတတွေပေါ့သို့သောကနေ့ခေတ်မှာတော့အသားဖြူလာတွေနဲ့လိုက်ဖက်ပြီးတော့အဝတ်နဲ့ကြီးတွေဝတ်နေကြတယ်အမြဲတမ်းမင်္ဂလာအမင်္ဂလာလို့ယူဆတဲ့အရာဒီကနေ့မှာမင်္ဂလာဖြစ်နေပြန်ပြီပြန်ပြီးတော့နော်ဒါပေမဲ့လို့အဝတ်ဆိုတွေနဲ့လှုပ်တယ်ဆိုတဲ့ဟာတော့မတွေ့ရသေးဘူးဒီကနေ့ခေတ်မှာမြတ်စွာဘုရားလက်ထက်ကတော့အဲ့လိုပဲဝိသခာဟာမြေကလေးရဲ့အတုပလိုက်ပုတ်ပြီးတော့သဘင်အစိုးအဝတ်ဆိုနဲ့ဘုရားစီရောက်လာဘာအဓိပ္ပာယ်လဲမသိဘူးနော်အဝတ်တွေအကုန်လုံးဆိုထားတယ်မြတ်စွာဘုရားကမေးတယ်ဒီလိုနေ့လည်နေခင်းအချိန်ကြီးမှာသဘင်တွေကလည်းဆိုလို့တကုံလုံးလည်းရွှဲဆိုလို့ဘယ်ကနေဘာလုပ်လာတာလဲလို့မြတ်စွာဘုရားမေးတဲ့အခါအလွန်လိမ္မာတဲ့သူ့ရဲ့ရေးကလေးဆုံးသွားလို့သင်္ကြန်ချင်းကိစ္စကိုဆောင်ရွက်ပြီးအဲ့ဒီကနေလာခဲ့တာပါလို့အဗ္ဗဓမ္မနှမျောတတဝမ်းနဲ့ကြေကွဲရတဲ့အကြောင်းဝိသကာလျှောက်တော့မြတ်စွာဘုရားကငါဟောထားတယ်မဟုတ်လားတဲ့သင်္ခါရတရားမှန်တယ်ဗျဘယ်အရာမှမမြဲဘူးဒီနေ့ဟာပိယဟိဝေပြောကောမိမိမြတ်နိုးတဲ့အရာတွေနဲ့လည်းဒီနေ့ကျတော့ခွဲရမှာပဲဆိုတာကိုစဉ်းစားမထားဘူးလားတဲ့ဘာဖြစ်လို့ခုမှဒီလိုဖြစ်ရတယ်လဲဝိသခာကဘုရားရှိမှလည်းမျက်ရည်တွေကျနေတာနော်သောတာပန်မိမဲ့လို့မျက်ရည်တွေကျပြီးတော့ဘုရားကိုရှောက်တော့မြတ်စွာဘုရားကသင်္ခါရတရားဆိုတာဒီတိုင်းပဲဘာဖြစ်လို့မျက်ရည်ကျနေလဲဆိုတော့မှန်ပါတယ်ဗျာတဲ့သို့တော်လည်းဒီမြေးမလေးကအမှန်တန်လိမ္မာတယ်ဟောတာတွေ့တာမှုကိုသေုပ်ဖော်တာနော်အလုံးကိုလိမ္မာတယ်အဲ့တော့မိုက်တဲ့ဟာသိရင်မငိုဘူးလားလို့ဆိုအမိုက်အမဲလေးမို့ပို့ပြီးတော့ချစ်နေပြန်ရောလူစိတ်ဆိုတာအခက်ကြီးနော်အဲ့ဒါကြတော့အမိုက်အမဲလေးမို့တဲ့အဲ့တော့ဝိသကသူမြေးလေးကလိမ္မာလုံးလို့ဒါကြောင့်မို့သူဟာဘုရားဟောတဲ့တရားကိုသိတော်လဲပဲအလွန်လိမ္မာတဲ့မြေကလေးဖြစ်လို့နှမျောတာတာပြီးကြေကွဲဝမ်းနေရပါတယ်လို့လျှောက်တော့အဲ့ဒါလို့ဆိုရင်ဒီလိုအလိမ္မာမြေကလေးတွေဘယ်နှယောက်များလိုချင်တော့လို့ဆို100ရလဲယူမယ်ဗျာ1000ရလဲယူမယ်နော်တယောက်မကဘူးဒီလိုအလိမ္မာတုံးအလိမ္မာခဲလေးတွေဆိုရင်တော့ရသလောက်သူက
မြတ်နိုးပါတယ်ဆိုအဲ့တော့မြတ်စွာဘုရားကသူ့ကိုတတိပေးတယ်အေးသာဝတိမြို့မှာတဲ့တနေ့သာဝတိမြို့မှာရှိတဲ့လူကြီးမြောက်များစွာရှိတဲ့တနေ့ဘယ်နှယောက်သေးတာတွေ့ရလဲလို့ဆို10ယောက်သေးတာလည်းရှိတယ်ဖျားတဲ့50သေးတာလည်းရှိတယ်100သေးတာလည်းရှိမြို့ကြီးကိုအဲ့ဒါဆိုလို့ရှိရင်တဲ့အဲ့ဒါလို့သာဝတိမြို့တစ်မြို့လုံးမှာရှိတဲ့အလိမ္မာတုံးအလိမ္မာခဲတွေအကုန်လုံးရကျင်တယ်မြည်တွေတော်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်တဲ့ဒီနေ့ကို10ယောက်သေးမယ်ရောက်20သေးမယ်ရောက်50 100သေးမယ်ဆိုရင်ဒီမှာသပင်6ရမဲ့ရေရောရှိသေးရဲ့လားအဝတ်တွေ6ရမဲ့ရေရောရှိသေးသလားလို့မြတ်စွာဘုရားကမေးမြန်းလိုက်တဲ့အခါကျတော့သူဟာမရှိနိုင်တော့ပါဘူးအဲ့တော့မြတ်စွာဘုရားကသဘာဝကိုစဉ်းစားခိုင်းတယ်ချစ်ခင်သူ1ယောက်ရှိရင်ဒုက္ခတစ်ခုပဲတဲ့ချစ်ခင်သူ2ယောက်ရှိရင်ဒုက္ခ2ခုပဲတဲ့ချစ်ခင်သူ100ရှိရင်ဒုက္ခ100ဖြစ်မှာပေါ့တဲ့အဲ့တော့အခုလို့ဆင်းရဲဒုက္ခရောက်ခြင်းဟာချစ်ခင်ခြင်းဆိုတဲ့တွေ့တာမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်လို့မြတ်စွာဘုရားကဝိသခာကိုတရားဟောခဲ့တာအဲ့တော့တတိပိတရားဟောလိုက်တဲ့အခါမှာဝိသခာတောကတွေပြေပြောက်သွားတယ်လို့ဒီလိုဆိုအဲ့တော့လောကမှာစိုးရိမ်စိတ်တွေကလူတွေမှာအများကြီးရှိကြတယ်အဲ့လိုတရားဟောလိုက်လို့ရှိရင်လေစိုးရိမ်စိတ်ကိုပယ်ဖြောက်ပြီးသားဖြစ်သွားပြန်တယ်ပေါ့အခုခေတ်စိုးရိမ်စိတ်ပယ်ဖြောက်တာတွေကတော့တစ်မျိုးပဲเนาะလူတွေဟာငကောမှာငိုခြင်းနေတဲ့တဲပဲငိုလိုက်နဲ့တိုက်တွန်းတဲ့လူဟာရှိသေးငိုလိုက်ငိုခိုင်းမငိုရင်အလုံးတက်သွားသလားမသိဘူးအဲ့ဒီအလုံးကိုချခြင်းလို့ငိုလိုက်လို့ပြောတာတချို့ရတယ်အဲ့တော့ငိုလိုက်ဆိုတာတရားမဟုတ်ဘူးเนาะအဲ့ဒါငိုချလိုက်ရင်ရင်မဟာသွားတယ်လို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ငိုလိုက်ရင်အားရသွားတယ်လို့ထင်တယ်အဲ့ဒါအဖြေမဟုတ်ဘူးစဉ်းစားဉာဏ်မဟုတ်ဘူးလေစဉ်းစားဉာဏ်နဲ့ဖြေရှင်းတာမဟုတ်သည့်အတွက်ကြောင့်ဒီတောကဟာတရင်ကအားဖြင့်တော့သူကတခဏအားဖြင့်တော့တက်တာသလိုရှိခြင်းရှိကောင်းရှိလိမ့်မယ်ရှင်ထဲမှာဟာသွားပြီးတော့သို့တော့တောကကိုလျှော့တာမဟုတ်ဘူးတဲ့တောကကိုလျှော့တဲ့နည်းမဟုတ်ဘူးတောကရှိမြဲရှိနေတာပဲအာကောင်းမြဲအာကောင်းနေမှာပဲတောကကိုဖယ်ရှားပြစ်နိုင်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်ဓမ္မအတိပဲဒါလည်းဖြစ်တယ်ဓမ္မအတိကလွဲပြီးတော့တောကကိုဖယ်ရှားနိုင်တာမရှိဘူးလုံးဝဖယ်ရှားနိုင်တဲ့အတိဆိုတာအနာဂတ်နဲ့ယဟန္တာဒီအဆင့်ရောက်အောင်ဓမ္မအတိတွေရင့်ကျက်သွားပြီဆိုလို့ရှိရင်တော့စိုးရိမ်စိတ်တွေလုံးဝပျောက်သွားပြီဘယ်လောက်ထိပျောက်သွားသလဲဒီအတိညာဟာစိုးရိမ်စိတ်ကိုဘယ်လောက်ထိဖယ်ရှားနိုင်သလဲဆိုလို့ရှိရင်လုံးဝတစ်စက္ကမှမကြံအောင်ဖယ်ရှားနိုင်လူတွေဆိုတာကြောက်စရာအာယုန်နဲ့တွေ့ရင်ကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လှုပ်တယ်စိတ်နှလုံးတုန်လှုပ်တယ်သို့တော့တချို့တရားတွေမကြောက်ဘူးမလန့်ဘူးဆိုတာလည်းရှိတယ်တရားမှမကြောက်တဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေဆိုပါစို့ရှင်သေးဆိုတဲ့အကောင်စားရဲပါတာပြောတော့နော်ခုခဏအာဖရိကရှင်သေးကြီးတွေအမြောက်နဲ့ပြည့်ရင်တော့ပြေးကောင်းပြေးလိမ့်မယ်အဲ့ဒီမှာရှင်သေးဆိုတဲ့အကောင်ကသူကလန့်တယ်လို့မရှိဘူးတဲ့သူကဘာလို့မလန့်တာတော့လို့သူ့ရဲ့အကြောင်းကသူကဓမ္မအတိတွေသိလို့မလန့်တာလားလို့ဆိုမဟုတ်ဘူးသူအရှုံးပေးရမဲ့လူတယောက်မှမရှိဘူးဆိုတာသူကိုယ်သူကိုသိပြီးတော့ယုံကြည်လွန်အားကြီးပြီးတက္ကာယဒိဋ္ဌိကြီးမားလွန်အားကြီးသောကြောင့်သူမကြောက်တာတဲ့မိုးကြိုးတန်ကြားလဲလန့်မသွားဘူးရှင်သေးကလန့်တယ်လို့မရှိဘူးတဲ့ရှင်သေးဆိုတာဘယ်တော့မှမလန့်ဘူးလို့ပြောတယ်လက်နဲ့တဲ့သီးချေသူ့မှာမပါဘူးရှင်သေးကဘာဖြစ်လို့အဲ့ဒါမလန့်တာတုံးလို့ဆိုတော့အကြောင်းပြထားတာကိုယုံကြည်မှုလွန်ကဲနေလို့တဲ့သူကြောက်เสียသူ့ကိုသူရှုံးပေးရမယ်အကောင်တကောင်မှမမြင်ဘူးသူကပဲအကုန်နိုင်ရမယ်ဆိုတဲ့အသိစိတ်နဲ့သူမကြောက်တာတဲ့
လောကမှာမကြောက်ဘူးဆိုတဲ့လူတွေဟာအသိဉာဏ်နဲ့မကြောက်တာမဟုတ်ဘူးဥပမာမဲ့တစ်စေမကြောက်ဘူးဆိုတဲ့လူကလည်းသူ့ကိုယ်သူယုံကြည်လွန်းအားကောင်းပြီးတော့သူ့ရဲ့စွမ်းရည်တတ္တိကိုသူယုံကြည်လွန်းအားကြီးပြီးတော့ဘာကောင်ကြီးလာခဲ့သူတိုက်ခိုက်မယ်ဆိုတဲ့စိတ်နဲ့မကြောက်တာလေကြောက်တယ်ဆိုတဲ့စိတ်ကတော့အရှုံးပေးထားတာအဲ့တော့ကြောက်စိတ်ဆိုတာဟာဒီတရားနဲ့တင်ပျောက်တာမဟုတ်ဘူးတချို့ကြတော့အတ္တမာနလို့ခေါ်တဲ့တက္ကရာဒိဋ္ဌိလွန်ကဲနေလို့ရှိရင်လည်းကြောက်စိတ်မရှိဘူးတဲ့ဒီလိုလည်းရှိတယ်နော်တခါတော့ကရှင်သေးတွေဟာကြောက်လန့်မရှိဘူးဆိုတဲ့စကားကိုကြားရတော့ဒီဘုရင်ကြီးတစ်ပါးကတောတစ်ခုစစ်တပ်နဲ့ဖြတ်တန်းပြီးသွားလာတဲ့အခါမှာရှင်သေးမကြီးကရှင်သေးကလေးနှစ်ကောင်မွေးထားခဲ့တယ်အဲ့ဒီရှင်သေးလေးနှစ်ကောင်မွေးထားခဲ့တာတွေ့တဲ့အခါကျတော့ရှင်သေးတွေမကြောက်ဘူးလို့ပြောတယ်ငါစမ်းကြည့်မယ်ဆိုအဲ့တောစခန်းတနေရာကနေပြီးတော့တပြိုင်နဲ့စစ်စီစစ်မောင်းတွေတီးပြီးတော့ဆူညာနဲ့အတန်တွေလောက်တဲ့ဒီကောင်တွေလန့်ပြီးထွက်ပြေးသွားမလားလို့အမဲချင်းသေးလေးတွေကအိပ်ပြီးတော့ခေါင်းလေးထောင်ကြည့်ပြီးပြန်အိပ်သွားကြတဲ့ကြောက်ဘူးတဲ့သူတို့နော်စူးစူးညံ့ညံ့မကြောက်ဘူးအဲ့တော့ကြောက်တာဟာဘယ်သူတုံးဆိုရင်ဘုရင်ကြီးနဲ့စစ်သားတွေကအေးချင်းသေးမကြီးလာရင်ငါတို့မလွယ်ဘူးဆိုပြီးတော့မြန်သွားကြသူတို့ကကြောက်သွားတယ်အဲ့ဒါလို့လေမှတ်တမ်းထဲမှာဆိုထားတာရှိတယ်ပေါ့စားတယ်အဲ့ဒီတရားတွေမကြောက်တာကတော့အတ္တမာနလွန်ကဲနေလို့မကြောက်တာလို့ဒီလိုဆိုလို့အသိဉာဏ်ရှိလို့မကြောက်တာကတော့အနာဂံပုဂ္ဂိုလ်တွေနဲ့ယဟနာပုဂ္ဂိုလ်တွေဟာအသိဉာဏ်ရှိလို့ကြောက်လန့်ခြင်းဆိုတာမရှိဘူးစိုးရိမ်စိတ်ဆိုတာသူတို့မှမရှိဘူးတဲ့စိုးရိမ်စိတ်ကိုအခြေခံကနေစပြီးတော့ဖယ်ရှားပြီးဖြစ်သောကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေဟာကြောက်လန့်တဲ့စိတ်လုံးဝမရှိတော့ဘူးဒါလေးကိုသုတ္တန်တစ်ခုမှာဒီမြတ်စွာဘုရားလက်ထက်တုန်းကကိုရင်လေးတစ်ပါးအကြောင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဖြည့်ရှင်းပေးပုံလေးဓမ္မအတိကစွန့်ရင်စိတ်တွေကိုဖယ်ရှားနိုင်တယ်ဆိုတာလေးကိုမှတ်သားနိုင်ယူကြည့်ကြရအောင်ဒီကိုရင်လေးကအမှန်တမ်းငယ်သေးတယ်ပေါ့အစပထမငယ်နဲ့ပဲယဟနာဖြစ်သွားတာသူ့ရဲ့နာမည်ကအဓိမုဒ္ဒလို့ခေါ်တယ်အဓိမုဒ္ဒသူ့ရဲ့ဦးလေးကတန်ကိစ္စလို့ခေါ်တယ်သူ့ဦးလေးကလည်းထူးခြားတယ်သူကလည်းထူးခြားတယ်တူကြီးနှစ်ယောက်အဲ့ဒီအဓိမုဒ္ဒဆိုတဲ့ကိုရင်လေးဟာသာသနာပေါင်းဝင်လာပြီးသာသနာကျင့်စဉ်တွေကိုကျင့်ကြံကြိုးကိုအထုတ်တယ်ဓမ္မအသိတွေရအောင်ကြိုးစားတယ်ဝိပဿနာကျင့်စဉ်တွေကိုကျင့်လိုက်တယ်ကိုရင်ဘဝနဲ့ပဲယဟနာဖြစ်သွားတယ်အဲ့တော့တမန်အားဖြင့်နေမယ်ဆိုရင်သူကလည်းမကြောက်ဘူးငါလည်းမကြောက်ဘူးသူလည်းမစိုးရိမ်ဘူးငါလည်းမစိုးရိမ်ဘူးလို့ပြောလို့ရတယ်သို့တော့ကြောက်เสียလန့်เสียဘေးရအာယုန်နဲ့တွေ့လာတဲ့အခါမှာမကြောက်မှတကယ်မကြောက်တာလို့ပြောရမှာနော်အဲ့တော့ဒီကိုရင်လေးကသာသနာပေါ်မှာဒီအသက်20ပြည့်ဖို့နီးလာတော့ရဟန်းဖြစ်ဖို့အချိန်ရောက်လာတော့သူ့ရဲ့မိဘစီပြန်သွားပြီးတော့ခွင့်ပန်မယ်သူဟာရဟန်းတက်တော့မယ်ရဟန်းပေါင်တက်တော့မယ်ဆိုတော့ခွင့်ပန်မှုသွားတာတော်လန်းကြီးတစ်ခုဖြတ်တန်းပြီးတော့သွားတာသူတစ်ပါးတည်းဖြတ်တန်းသွားတဲ့အခါကျတော့အဲ့တော်ထဲမှာဘသူတွေနဲ့ပဲပင်မှသွားတွေ့တော့ဆိုလူဆိုးတွေ900နဲ့သွားပြီးတော့ပဲပင်မှသွားတွေ့တယ်အုပ်စုလိုက်ဆိုးနေတဲ့လူတွေလူဆိုးဆိုတဲ့တခိုးဓမြတပုံအလုံးပေါ့လေဒီထဲမှာဒီတောင်းကျမ်းနေတဲ့ပုဂ္ဂိုလ်တွေလူတွေကိုတိုက်ခိုက်ပြီးတော့တော်လန့်ဖြတ်သွားတဲ့လူတွေစီကိုတိုက်ခိုက်လူရက်ပြီးတော့ရှာဖွေစားတော့နေတဲ့လူဆိုးတွေအုပ်စုလူဆိုးခိုင်းကြီးပေါ့အဲလူဆိုးခိုင်းကြီးနဲ့သူသွားတွေ့တော့သူဖမ်းခံရတယ်ဖမ်းလိုက်တယ်အဲ့ဒီအချိန်မှာလူဆိုးခိုင်းကဘာလုပ်မလို့လဲလို့ဆိုတော့သူတို့ရဲ့ယုံကြည်ချက်အားလျော်စွာ
သူတို့အလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်နတ်ပူဇော်ကြမယ်ရစ်ပူဇော်ကြမယ်ငယ်တုန်းကလည်းရွာဓမြတိုက်တယ်ဆိုလို့ရှိရင်ဓမြတိုက်တော့မယ်ဆိုလို့ရှိရင်ရွာနတ်စင်လာပြီးတော့အရက်ပလင်းတို့ကြက်တို့ဆက်တာရှိတယ်လို့ပြောတာပဲဒီရွာကိုဓမြတိုက်တော့မယ်ဆိုဒီရွာပိုင်ချက်ရွာဆောင်နတ်ကိုလာပြီးတော့လက်ထိုးသေးတာမသိကြအောင်ဆောင်းနေပါမသိကြအောင်ဆောင်းနေပါသူတို့ဒီနေ့ညဓမြတိုက်တော့မယ်အဲ့လိုပြောတာပဲဟုတ်လားမဟုတ်လားတော့မသိဘူးအဲ့ဒီရွာဆောင်နတ်တွေကိုလာပြီးတော့အရက်တို့ကြက်တို့လာပြီးတော့ဆက်တာတတိထားတဲ့လူကတော့နတ်စင်ကိုကြည့်ပြီးတတိထားဒီနေ့တတိထားကြနော်ရွာဓမြတိုက်ခံရလိမ့်မယ်ရွာဆောင်နတ်တွေနေဆောင်ပယ်ဆောင်တွေကိုသွားပြီးတော့သူတို့လုပ်ငန်းအောင်မြင်အောင်မဆာပါပေါ့ဒီလိုလုပ်လို့ရှိကြလူတွေကလုပ်လို့ရှိကြအဲ့တော့အခုတောထဲမှာနေတဲ့လူဆိုးခိုင်းကြီးကလည်းဒီကွင်လေးကိုဖမ်းပြီးတော့သူတို့လုပ်တဲ့လုပ်ငန်းတွေအောင်မြင်မှုအတွက် sacrifice လို့ခေါ်တယ်ရစ်ပူဇော်မဲ့အလုပ်ကိုလုပ်ကြတယ်သူတို့တခါတရံကြတော့လေကံမကောင်းအကြောင်းမလာတဲ့အခါကျတော့သူတို့စောင့်ကြက်ပြီးတော့စောင့်မျှော်နေတဲ့နေရာမှာလူတွေတရားဟောမှမသွားကြဘူးဆိုတဲ့အခါသူတို့စားစရာတောက်စရာရှားပါလာမှာပေါ့လူတွေလာမှလူရဲ့တိုက်ခိုက်လို့ရမှာကိုအဲ့တော့ဒီအတွက်နတ်ပူဇော်ကြမယ် sacrifice လုပ်မယ်ဘယ်သူလာတဲ့လူဖမ်းပြီးတော့သူ့ရဲ့လဲချောင်းသွေးကိုထုတ်ပြီးတော့ရစ်ပူဇော်မယ်လို့လုပ်တာတချို့လူတွေကြတော့တတ်ဖြတ်ပြီးတော့ဥစ္စာငွေကြေးကိုယူကြတယ်ပေါ့အဲ့ဒါလို့သူတို့ဟာတောစခန်းတနေရာကနေပြီးတော့လာသမျှလူတွေဖမ်းတတ်ဖြတ်ရစ်ပူဇော်တဲ့အလုံးလုံးတယ်တခါတရံကြတော့သူတို့စီကနေပြန်ပေးဆွဲတယ်ငွေကြေးဒဏတွေရအောင်ရှာကြတယ်အဲ့ဒါလို့အလုပ်တွေလုပ်တဲ့အခါမှာဖမ်းခံရတဲ့ပုဂ္ဂိုလ်တိုင်းဟာအင်တန်မှကြောက်ကြတယ်ကြောက်တော့ငိုကြတယ်တောင်းပန်ကြတယ်အမျိုးမျိုးသူလွတ်ပါမလုပ်ပါနဲ့သူ့ကိုသနာပါစသဖြင့်ဒီလိုတောင်းပန်ကြအခုကိုရင်လေးကိုသူတို့ဖမ်းလိုက်တယ်အဓိမုဒ္ဒဆိုတဲ့ကိုရင်ကိုဖမ်းလိုက်တယ်ဖမ်းပြီးတော့ဒီကိုရင်ကိုရစ်ပူစော်မှာသူတို့တပ်ဖြတ်ပြီးတော့လဲချောင်းသွင်းနဲ့ရစ်ပူစော်မှာအဲ့ဒါလို့တပ်ဖို့ဖြတ်ဖို့အကုန်လုံးရစ်ပူစော်မဲ့ဟာတွေပြင်းစင်ပြီးတော့နေတဲ့အချိန်ကိုရင်ကထွက်လည်းမပြေဘူးသူ့မျက်နှာကလည်းကြောက်တဲ့မျက်နှာမရှိဘူးပဂရိအနေထားပဲသူကပြုံးနဲ့မစိုးရိမ်တဲ့စိတ်နဲ့မျက်နှာကလည်းဘာမှစိုးရိမ်တဲ့စိတ်မရှိဘူးသူ့မိတ်ဆွေတွေတရားဓမ္မတွေနဲ့ထိုင်းနေတယ်လို့ပဲသူဟာအဲ့ဒါကိုလူဆိုးကောင်းဆောင်ကတတိထားမိတယ်တတိထားမိတယ်တခြားလူတွေဆိုလို့ရှိရင်ငါတို့ဖမ်းထားလို့ရှိရင်ငိုရင်လည်းငိုတယ်ကြောက်ရင်လည်းကြောက်တယ်တောင်းပန်ရင်လည်းတောင်းပန်တယ်လူတွေကတုံလှုပ်တယ်တကိုယ်လုံးဆက်တုံးတယ်တတ်ခံရတော့မယ်ဆိုတဲ့သိတဲ့အချိန်ကစိုးရင်စိတ်တွေနဲ့လူဟာနေမထိထိုင်မချိအဲ့လိုဖြစ်ဒီကိုရင်ကြတော့အေးအေးဆေးဆေးဘာမှမဖြစ်ပဲနဲ့ဘာလို့နေတာလဲဟာသူတို့မှာစိတ်ထဲမှာထူးဆန်းနေတယ်ပေါ့ထူးဆန်းနေတယ်မကြောက်ရွံ့နေမကဘူးသူမျက်နှာလေးကပိုးတောင်ကြီးလာသေးတယ်သူတို့လောက်ကင်နေတာတွေကိုကြည့်ပြီးတော့သူမျက်နှာလေးကပိုးပြီးတော့ကြည်လင်ရွှင်ပြပြီးတော့နေတယ်အဲ့တော့ဒီလိုအန္တရာယ်ကြီးကြုံပြီးအသက်ခံရမဲ့ဘေးနဲ့ကြုံနေတာတောင်မှဘာဖြစ်လို့မတုံမလုံနေရတာလဲဆိုတာကိုနားမလည်နိုင်လို့လူဆိုးကိုင်းခေါင်းဆောင်ကြီးကနေပြီးကိုရင်ကိုမေးတာတို့ဖမ်းတဲ့လူတွေမှန်သမျှကြောက်ကြတယ်ငိုကြတယ်တောင်းပန်ကြတယ်အသနာခံကြတယ်ကိုရင်ကတော့ဘာတစ်ခုမှမပြောဘဲနဲ့ကြောက်လန့်တုန်လှုပ်ခြင်းမရှိတဲ့အပြင်မှာပို့ပြီးတော့တောင်မျက်နှာကြည်ကြည်လင်လင်နဲ့သူ့ဟာသူတရားရှုပြီးအိန္ဒိယရထိုင်းနေတာ
ဘာဖြစ်လို့မကြောက်တာလဲအခုလိုကြောက်เสียအသက်ဘေးအန္တရာယ်ကြီးနဲ့ကျုံနေရတဲ့နဲ့ဘာဖြစ်လို့မငိုသလဲဘာဖြစ်လို့စိုးရင်စိတ်တွေမဖြစ်သလဲလို့မေးတာအဲ့ဒါလို့မေးတဲ့အခါကျတော့ကိုရင်ကဘာပြောတော့နတ္ထိစေတသိကံဒုက္ခံအနပိခတ္တဂာမဏိဂာမဏိဆိုတာခေါင်းဆောင်ကြီးပေါ့ခေါင်းဆောင်ကြီးတဲ့ကိုငက်ကွက်တဲ့စိတ်မရှိဘူးဆိုလို့ရှိရင်တဲ့စိတ်ဆင်းရဲမှုဆိုတာမဖြစ်ပါဘူးတဲ့နော်ကိုငဲ့ညာနေလို့လူတွေဟာစိတ်ဆင်းရဲမှုဖြစ်တာလေကိုငဲ့ညာတယ်ဆိုတာကိုတွေ့တာလားကိုဟုတ်လားမျက်နှိုးနေတာတဏှာနဲ့တက်မဲ့နေတာအဲ့တော့ကိုမျက်နှိုးရာကနေကြည့်ပြီးတော့ကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေကိုလည်းကြည့်အဲ့တော့တွေ့တာမှုစိတ်တွေကပိုများလာတယ်အဲ့တော့သူ့မှာတော့အနပိခတဲ့သူဘာကိုမှတွေ့တာမှုမရှိဘူးတဲ့သူမိဘလည်းမတွေ့တာဘူးပစ္စည်းဥစ္စာလည်းမတွေ့တာဘူးနောက်ဆုံးမှသူ့ဘဝသူ့အသက်တောင်မတွေ့တာဘူးသူ့မှာတွေ့တာမှုတစ်ခုမှမရှိဘူးတဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့နတ္ထိစေတသိကံဒုက္ခဒါကြောင့်မို့လို့စိတ်ဆင်းရဲမှုစိုးရင်စိတ်တွေသူ့မှာမဖြစ်ဘူးတဲ့အတိတ်ကန္တာဘယတပ်ပြီခိနတန်ယောစနတဝေတွေ့တာမှုတွေလုံးဝခင်းသွားတဲ့ပုဂ္ဂိုလ်မှာကြောက်တယ်ဆိုတာလည်းမရှိတော့ဘူးတဲ့တွေ့တာမှုကနေကြောက်မှုကိုမွေးဖွားပေးတာဟုတ်နော်အစကပြောရတယ်လို့ကာမတောဆိုင်တိသောကိုတဏှာယဆိုင်တိသောကိုတွေ့တာမှုကစိုးရင်စိတ်ကိုမွေးဖွားပေးတာအခုမှသူ့မှာစိုးရင်စိတ်ဒီတွေ့တာမှုဆိုတာမရှိသည့်အတွက်ကြောင့်စိုးရင်စိတ်ဟာဘယ်တော့မှမဖြစ်ဘူးတဲ့ဘာကိုမှသူကတွေ့တာနေတာမရှိဘူးတရားမှလည်းမကြောက်ဘူးတရားမှကြောက်တယ်ဆိုတာကိုတွေ့တာနေလို့ကြောက်တာဟုတ်တွေ့တာမှုကြောင့်ကြောက်တာကိုတွေ့တာမှုမရှိရင်တောင်မှပဲပတ်ဝန်းကျင်တွေ့တာမှုနဲ့လူတွေကကြောက်လန့်မှုတွေကရောထွေးသွားတယ်ကိုတော့သေရဲတရားရောင်ထင်ပြီးတော့ငါသေရင်မင်းတို့ဘယ်လိုနေရမလို့ဆိုတာအဲ့ဒါငါသေလို့ရှင်ဘယ်လိုနေရကြမလို့ဆိုအဲ့ဒါဟာတွေ့တာမှုတစ်ခုပဲပေါ့နော်အဲ့ဒီလိုစိတ်တွေနဲ့ငါသေရင်ဖြစ်မှဖြစ်ပါမလားကိုယ်အနေနဲ့ဥပမာသေခြင်းစိတ်ပေါက်နေရောယောဂဝေဒနာတွေဖြစ်လို့မနေချင်တော့ဘူးသေခြင်းစိတ်ပေါက်နေရင်တောင်မှပဲငါသေသွားရင်သူတို့မှဖြစ်ပါမလားဆိုတာလေးတော့တွေ့ပြီးတော့စိုးရင်စိတ်ကဒီလိုဖြစ်တတ်သေးတာနော်အဲ့တော့သူ့မှာတော့နတ္ထိစေတသိကံဒုက္ခံအနပိခတ္တခာမဏိတဲ့ဘာကိုမှမငဲ့ကွက်တဲ့ဘာကိုမှတွေ့တာမှုမရှိတဲ့ငါမှာစိတ်ဆင်းရဲမှုဆိုတာမလာတော့ပါဘူးတဲ့မလာတော့ပါဘူးအတိတ်ကန္တာဘယတပ်ဖေခိနတန်ယောစနတဝေငါမှာတွေ့တာမှုတန်ယောစင်တွေအလုံးမုံဒီမှုတန်ရောစင်လည်းမရှိဘူးတွေ့တာမှုတန်ရောစင်လည်းမရှိဘူးဘာကုမှတန်ရောစင်တွေ့တာမှုမရှိတဲ့ငါမှာကြောက်စိတ်ဆိုတာလည်းငါမှာမရှိတော့ပါဘူးတဲ့စိုးရင်စိတ်ဆိုတာလည်းငါမှာလုံးဝမရှိတော့ပါဘူးဟောကိုယ်လေးကသူ့မှာကြောက်စိတ်မရှိခြင်းအကြောင်းစိုးရင်စိတ်ကင်းခြင်းအကြောင်းရှင်းပြတရားသဘောနဲ့ရှင်းပြတာခိနဘဝနိတ္တိကောခိနဘဝနိတ္တိယခိနာယဘဝနိတ္တိယဘဝနိတ္တိဆိုတာဘဝမှာရှေ့ဆောင်ရှေ့ရွက်လုံနေတဲ့တွေ့တာမှုဆိုတဲ့တဏှာဆွဲလန်းမှုလိုချင်မှုဆိုတဲ့တဏှာဘဝကိုရှေ့ဆောင်လမ်းပြဖြစ်နေတဲ့တဏှာကုန်သွားပြီသူ့မှာတဏှာမရှိတော့ဘူးဘာဖြစ်လို့တဏှာကုန်ရတာလဲဒိဋ္ဌိဓမ္မေယထာတထေဓမ္မကိုသူအမှန်တိုင်းသိသွားပြီတဲ့သူတဏ္ဍာမှာဖြစ်နေတဲ့တရားတွေဟာယုတ်တရားနဲ့နံတရားအဲ့ဒီယုတ်တရားနဲ့နံတရားဟာသူဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတဲ့ယုတ်တရားနဲ့နံတရားတသက်မြတာဖြစ်တယ်အဲ့ဒီယုတ်တရားထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသဘာဝတရားတသက်မြတာဖြစ်တယ်လို့ဆိုတာကိုသူကရှင်းကြီးမြင်လိုက်တာလောကငါဆိုတာနဲ့ငါဟာဆိုတာနဲ့အတွေးဝင်မှ
စိုးရိမ်စိတ်ဆိုတာဖြစ်တာဟုတ်တမန်အပြင်ကြည့်ကြည့်လေငါလို့မသိမ့်ပိုက်တဲ့အရာတစ်ခုငါလို့မထင်မှတ်တဲ့အရာတစ်ခုငါဟာလို့မထင်မှတ်တဲ့အရာတစ်ခုအတွက်လူတွေကစိတ်မှမပူတာလမ်းမေးပေါက်နေတဲ့သစ်ပင်ကြီးတစ်ပင်ကိုငါဟာလို့မတတ်မှတ်သေးသမျှဘာမှဖြစ်ဘူးလေဒီသစ်ပင်ကြီးဘယ်သူကခုတ်ယူသွားဘာမှဖြစ်ဘူးလမ်းမေးပေါက်နေတဲ့မြက်တွေခုတ်ယူသွားဖြတ်ယူသွားသူကမြက်ကငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးဆိုရင်ဆိုလိုတာကတော့ကိုယ်နဲ့ဘာမှမပတ်သက်တဲ့ဟာဆိုလို့ရှိရင်ဘယ်သူမှမပူဘူးလေဘယ်သူမှမပူမပူသည့်အတွက်ကြောင့်စိုးရိမ်စိတ်ဆိုတာမလာဘူးအဲ့ဒါကိုအကြောင်းပြုပြီးတော့ပူတယ်စိုးရိမ်တယ်ဆိုတာတွေ့တာမှုအခြေခံတာတဲ့အဲ့ဒီဘဝနိတိဆိုတဲ့တဏှာပျောက်ကင်းသွားတာဟာတဘာဝတရားကိုအမှန်တိုင်းသိလို့ပဲငါးတဏ္ဍာမှာဖြစ်တဲ့ယုတ်တိနတ်တွေဟာကစိတ်ဥဒုအာရစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်တယ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ဝိညာဉ်ကြောင့်နာယုဖြစ်တယ်လို့ဆိုင်ရာအကြောင်းတရားတွေကြောင့်ယုတ်တရားနတ်တရားတွေရဲ့အကြောင်းတရားတွေဟာသူ့ဟာနဲ့သူဖြစ်ပြီးတော့သူ့အကြောင်းနဲ့သူစင်ဆက်မပြတ်သွားနေတာငါနဲ့ဘာမှမပတ်သက်ဘူးငါဟာတွေလည်းမဟုတ်ဘူးလို့ခွဲပြီးတော့ထားလိုက်နိုင်တာဟာစိုးရင်စိတ်ကိုဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ဓမ္မကိုအမှန်သိတယ်မှန်တဲ့အတိုင်းသိအဲ့တော့ဘုန်းကြီးတို့တွေကစိုးရိမ်နေတာဓမ္မကိုအမှန်မသိပဲနဲ့ငါလို့ထင်နေလို့စိုးရိမ်တာငါဟာလို့ထင်နေလို့စိုးရိမ်တာအဲ့တော့ငါဟာဆိုတဲ့အတွေးမရှိဘူးဆိုရင်မစိုးရိမ်ဘူးဆိုတာအမှန်တန်ထင်ရှားတယ်ကိုမပိုင်တဲ့ပစ္စည်းတစ်ခုဟာပြက်ချင်တယ်လို့ပြက်သွားဘာမှမဖြစ်ဘူးကိုပိုင်ပြီဆိုရင်တောကဖြစ်ပြီလေကိုနဲ့ပတ်သက်ရင်တောကဆိုတာဖြစ်တယ်လေလောကမှာပစ္စည်းဥစ္စာတွေဆိုတာပျက်စီးနေတာတွေအများကြီးရှိတယ်သို့တော့ကိုဟာမဟုတ်ဘူးကိုနဲ့မပတ်သက်ဘူးဆိုရင်ဘယ်သူမှအဲ့ဒီပစ္စည်းအတွက်ဒီဆိုရင်တော့ကရောက်တယ်လို့ရှိမှမရှိတာအဲ့တော့ဒါကမတ္တမထင်ရှားတယ်ပေါ့နဗယံမရဏေဟောတိဘာရနိခိပနိယထာသူ့ဖို့သူ့ကိုတတ်လို့သေသွားသူ့ဟာသူပဲသေတာသူသေတာလို့မထင်တော့ရုပ်နံသေတာပဲငါမှမရှိတာငါသေတာမဟုတ်ဘူးငါဟာမဟုတ်သည့်အတွက်ကြောင့်ငါဟာသေတာမဟုတ်ဘူးဥပမာပါနဲ့တူတော့ဆိုရင်အလွန်လေးတဲ့ဝန်တုပ်ကြီးကိုရွက်လာရတာပင်ပန်းနေပြီအဲ့ဒီဝန်တုပ်ကြီးကလေးနေတော့ဝန်တုပ်ကြီးကိုချခြင်းတာသို့တော့ချလို့မရဘူးမချလို့မဖြစ်သေးဘူးဆိုတဲ့နေရာအဲ့ဒီဝန်တုပ်ကြီးကိုချပေးမဲ့လူတယောက်ရောက်သွားလို့ချပေးမယ်ဆိုလို့ရှိရင်ဝန်တုပ်ကြီးမရှိတော့ပေါ့သွားတယ်လို့ပဲတဲ့ခန္ဓာကိုယ်ကြီးမရှိတော့ဘူးဆိုရင်သူ့ဖို့မှာပေါ့သွားတယ်ခန္ဓာကိုယ်ကြီးကိုဝန်တုပ်ကြီးလို့သဘောထားတယ်ဒါယဟနာပုဂ္ဂိုလ်တွေကဒီလိုပဲမြင်တယ်ခန္ဓာကိုယ်ကြီးကဝန်တုပ်ဝန်ပိုးကြီးပဲဒါကြောင့်မို့ရှင်သာရိပုတ္တရာကဘယ်လောက်ထိအောင်ပြောတော့ဆိုဘာရိတောဘဝပါရိနာခိရိဥစ္စာရိတောရထားတယ်ဘဝဆိုတဲ့ခန္ဓာကြီးဟာသူ့ကိုထမ်းဆောင်ထားရတာအလွန်လေးတယ်တဲ့ဘယ်လောက်ထိအောင်လေးတော့တောင်ကြီးကိုရွက်ထားရတယ်လို့ကိုလေးပါတယ်အခုကတော့တာမန်ပုဂ္ဂိုလ်တွေကတော့ခန္ဓာကြီးကိုလေးတယ်လို့မထင်ဘူးမလေးလို့နောက်တောင်ထပ်ဆင့်လိုက်သေးတယ်နောက်ထပ်ခန္ဓာ၅ပါးထပ်ရှာတယ်ခန္ဓာ၅ပါးဆိုခန္ဓာ10ပါးဖြစ်သွားတယ်10ပါးကနေပြီးတော့နော်15ပါးအပါး20ခန္ဓာတွေတိုးလာလိုက်တာအဲ့ဒါတွေကုံယုံထမ်းနေတာလေးလားဆိုလေးဘူးနော်မလေးဘူးအဲ့တော့ရှင်သာရိပုတ္တရာဒီခန္ဓာကိုယ်တစ်ခုတောင်မှပဲဝန်တုပ်ကြီးဟာအမတန်မှလေးလာပြီဒါကြီးကိုချမယ်ဆိုရင်အချိန်မရွေးဝမ်းသာမှာပဲပေါ့သူတို့ဆိုတာတောင်ကြီးကိုရွက်ထားရတယ်လို့လေးတယ်တဲ့ဒီဝန်တုပ်ကြီးထမ်းထားရသမျှဒုက္ခဒီဝန်တုပ်ကြီးချလိုက်ရမှာဒုက္ခဒီကနေ့ခေတ်မှာသုံးတယ်ခန္ဓာဝန်ချတယ်ဆိုတဲ့စကားဒါလာသုံးတယ်နော်ခန္ဓာဝန်ကြီးကိုချတကယ်ဝန်တုပ်ဝန်ပိုးရဲ့သဘောကိုစဉ်းကျင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့
မနဲ့အေးရထကြတဲ့ကလှုပ်လိုက်ရတာသူတောင်ဝန်နေကြည့်ပဲလေဒါပေမဲ့လို့လူကပြုံးပြုံးလေးငါတောင်ဝန်ငါလှုပ်နေတယ်လို့ထင်တယ်အေးရထတာနဲ့မျက်နှာသေးရတယ်သွားတိုက်ရတယ်အကုန်လုံးသူ့ကြိုက်တယ်အကုန်လုပ်ပေးရတယ်ဗိုက်စာလို့ဆိုပြီးကော်ဖီပါညာတောက်ရသည်အဲ့ဒါခန္ဓာကိုယ်ရဲ့ဝန်ထုတ်ဝန်ပိုးတွေပဲပေါ့အဲ့ဒါလို့ထမ်းဆောင်နေလို့ကိုယ်စကားနားထောင်ပြီးကိုယ်ကြိုက်လိုက်သလားဆိုဘယ်လိုက်မှာတော့ဆံမင်းမဖြူခြင်းမဲနဲ့လည်းဖြူတာပဲသွားမကြိုးခြင်းမဲနဲ့လည်းကြိုးတာပရေမတွန့်ခြင်းမဲနဲ့တွန့်လာတယ်ကိုယ်ကြိုက်လိုက်တာတခုမှမရှိဘူးသူဖြစ်ခြင်းတို့ဖြစ်နေတဲ့အရာကြီးတခုများတာဖြစ်တယ်အဲ့ဒါလို့ကိုယ်ဟာမဟုတ်ဘဲနဲ့ကိုယ်နဲ့မပတ်သက်ဘဲနဲ့ဒီခန္ဓာ၅ပါးဆိုတဲ့သဘာဝတရားကြီးကိုအစစ်မှန်သေချာမြင်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ကိုဝန်ထုတ်ကြီးလို့ပဲသဘောထားလာတယ်ဒီကိုရင်လေးကဝိပဿနာဉာဏ်นี่ထက်မြက်ပြီးတော့ယန္တာဖြစ်ရောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်တော့ခန္ဓာ၅ပါးကိုသူကတကယ်ဝန်ထုတ်ကြီးလို့ထင်နေတာအဲ့ဒီဝန်ထုတ်ကြီးကိုအခုလူစိုးကောင်းဆောင်ကြီးကဓာကြီးနဲ့ခုတ်ပြီးတော့ချပေးမယ်ဆိုရင်သူကခြေနှံ့နေတာစွန့်စိတ်မရှိဘူးနော်ငါခေါင်းပေါ်မှာလေးနေတာကြီးကိုသူချပေးတယ်ဆိုကျေးဇူးတောင်တင်နေသေးတယ်သူကဟောကြောက်စိတ်စွန့်စိတ်ဖြစ်ဖို့နေတာကျေးဇူးတောင်တင်နေသေးတယ်အဲ့ဒါလို့ကျေးဇူးတင်နေတာဟာဘာကြောင့်လဲလို့ဆိုတော့အမြင်ကိုကသုတ်တံဓမ္မသမုပ္ပါဒံဓမ္မသက်ဖြစ်နေတယ်လို့သူကမြင်တယ်ငါမဟုတ်ဘူးငါဟာမဟုတ်ဘူးတရားဓမ္မသက်ပဲဖြစ်နေတယ်သူအကြောင်းကြောင့်သူဖြစ်နေတယ်ဥပမာအသိစိတ်တွေဖြစ်နေတယ်ဆိုတာဘာကြောင့်ဒီအသိစိတ်တွေဖြစ်နေတာတော့ဆိုအာယုန်နဲ့ဝတ္ထုစုံစည်းလို့အသိစိတ်ဖြစ်လာတယ်ငါမဟုတ်ဘူးဥပမာမြင်သိစိတ်ကလေးဖြစ်လာတယ်ဆိုတာအစင်းအာယုန်နဲ့မျက်စိနဲ့စုံစည်းလိုက်တဲ့အခါမြင်သိစိတ်လေးပေါ်လာတယ်အဲ့ဒီမြင်သိစိတ်လေးကငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာဒါဖြစ်တယ်ဟောဓမ္မသက်ပဲဒီထဲမှာငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးလို့အဲ့ဒါကိုပြောတာသုတ်တံဓမ္မသမုပ္ပါဒံဓမ္မသက်ဖြစ်အကြောင်းတရားကလည်းဓမ္မပဲဖြစ်လာတဲ့အကျိုးတရားတွေကလည်းဓမ္မပဲအဲ့ဒီဓမ္မသက်ဖြစ်ပြီးတော့သုတ်တံသင်္ခါရတန်တတေဖြစ်နေတဲ့အရာကြီးကသင်္ခါရယုတ်နံဆိုတဲ့သင်္ခါရတရားရဲ့အစဉ်ဆက်ကြီးဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ဖြစ်စဉ်ကြီးတစ်ခုများတာမြေကမ်းမသွားပြီးတော့မြေတွေထိုင်ကြည့်နေမြေတွေဟာစီးဆင်းပြီးတော့သွားနေတာအဲ့ဒီသွားနေတဲ့မြေကြီးအစဉ်ကိုကြည့်နေရတယ်လို့ကိုယ်ကတဏ္ဍာမှာရှိတဲ့သင်္ခါရတရားတွေဟာလည်းမြေကြီးစီးနေတယ်လို့ပဲသူကသူဖြစ်နေကြတာဟောအဲ့တော့အဲ့ဒီမြေကြီးတဲ့ရေတွေကိုတစုံတစ်ခုလှုပ်လေသူစိုးရင်စိတ်မရှိတော့ဘူးလေမြေကြီးကိုမြေကြီးလို့ပဲစီးနေတဲ့မြေကြီးကြီးလို့တစ်ခုလို့မြင်တာပဲထို့တူပဲသင်္ခါရတရားကိုသင်္ခါရတရားလို့မြင်တာငါလို့မမြင်ဘူးငါဟာလို့မမြင်တော့ဘူးဒါကိုပြောတာသုတ်တံသင်္ခါရတန်တတေသင်္ခါရဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ဆိုကိုယ်နဲ့ခွာထားလိုက်တာပတ္တန္တတယထာဘူတံဒီလိုမြင်တာဟာအမှန်တိုင်းမြင်တာပဲငါလို့မြင်တာကြအမှန်တိုင်းမြင်တာမဟုတ်ဘူးငါဟာလို့မြင်တာကြတော့အမှန်တိုင်းမြင်တာမဟုတ်ဘူးဓမ္မသက်ဖြစ်နေတယ်လို့မြင်တာဟာအမှန်တိုင်းမြင်တာပတ္တန္တတယထာဘူတံနဗယံဟောတိခာမဏိခေါင်းဆောင်ကြီးတဲ့ဒီလိုအမှန်မြင်လို့ရှိရင်ကြောက်เสียဘာရှိတော့လဲငါ့ကိုတတ်တော့မှာဆိုတာလေးတွေးတဲ့အခါကျတော့ငါ့ကိုတတ်တော့မှာငါဆိုတဲ့အစွဲလန်းလေးနဲ့ငါဆိုတဲ့အပေါ်မှာတွေ့တာမှုလေးတွေကြောင့်မို့လို့ကြောက်တာကိုငါမှမရှိတာ तू တတ်တာငါမဟုတ်ဘူးလေ तू တတ်မဲ့ဟာငါမဟုတ်ဘူးရုပ်နဲ့နာနဲ့ဖြစ်စဉ်ကြီးတစ်ခုကိုပဲ तू တတ်တယ်လို့ဒီလိုလဲခွဲခြားပြီးတော့သိလိုက်တဲ့အခါကျတော့ဘာဖြစ်သွားနဗယံဟောတိကာမဏိကြောက်စိတ်တွေကုံသွားတယ်တဲ့သူကကြောက်စိတ်တွေလုံးဝဖြစ်ဘူးတဲ့ဘာနဲ့ဥပမာတူတော့ဆိုရင်တိနာကထတမန်လောကံယထာပညာယပတ္တိမြတ်တွေလို့ဟုတ်လားအမိုက်တရိုက်တွေလို့မြင်လားလမ်းမေးမှာရှိတဲ့မြတ်တွေ
ဘသူကဖြတ်ရက်တွေပြတ်သွားပြီလို့ကိုယ်မှစိုးရင်စိတ်ရှိလားဆိုမရှိဘူးအဲ့ဒါလောက်ထိအောင်ကိုစိုးရင်စိတ်ကကင်းသွားတာအဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားနံတရားတွေကိုအပြင်မှာပေါက်နေတဲ့အလေလွင့်အမိုက်တရိုက်လောက်ပဲသဘောထားဒီလိုဆိုတာပေါ့နော်အဲ့လောက်ပဲမြင်တော့တာအဲ့ဒီမှာမမတ္တံသောအဝိန္ဒန္တံငါဟာလို့ဘယ်တော့မှမတွေးဘူးငါဟာလို့ဘယ်တော့မှမတွေးဘူးမတွေးသည့်အတွက်ကြောင့်နတ္ထိမေတိနာသောစတိငါမှဒါတွေလက်လွတ်တော့မှာပဲဟုတ်လားအဲ့ဒါလို့မစဉ်းစားနိုင်လို့ရှင်ငါဘဝလေးတော့ဆုံးရှုံးတော့မှာပဲနော်ငါဆွေမျိုးတွေနဲ့ငါခွဲရတော့မှာပဲငါပိုင်တဲ့ပစ္စည်းလေးတွေထားခဲ့ရတော့မှာပဲဆိုတဲ့ဟောအတွေးတွေကြတော့ကြောက်လန့်သွားတယ်လေအဲ့ဒီအတွေးတွေဝင်သွားရင်ကြောက်လန့်ရှိအဲ့သူ့မှာငါဆိုတာလည်းမရှိတော့ဘူးငါဟာဆိုတာလည်းမရှိတော့ဘူးဆိုရင်ငါခွဲရတယ်ဆိုတာလည်းမရှိတော့ဘူးဘယ်သူနဲ့ခွဲရမယ်ဆိုတာလည်းမရှိတော့သဘာဝတရားတက်တက်ဆိုတာကိုမြင်လာတဲ့အခါကျတော့ကြောက်စိတ်တွေကိုလွန်မြောက်သွားနိုင်တယ်လို့ဒီလိုရှင်းပြတာသူမကြောက်တာကိုနောက်ထပ်ဆက်ပြီးတော့ကိုရင်လေးကဗာပြောတော့ဆိုဥက္ကန္ထာမိတရီရေနဘဝေနံမိအနတ္ထိကောဒီခန္ဓာကိုယ်ကြီးနဲ့ကညီးငွေ့လာပြီတဲ့မလို့ချင်တော့ဘူးတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ဒုက္ခတွေကို तू ခံစားနေရတာကြာပြီပေါ့မလို့ချင်တော့ဒါကြမ်းကြမ်းမာမာကြီးနော်တချို့ကြယောဂဖြစ်နေတော့မနေချင်တော့ပါဘူးသေချင်လာပါပြီနဲ့ပြောကြသေးတယ်အဲ့ဒါလည်းပဲဒေါသတစ်မျိုးပဲ तू ဟာတကယ်မနေချင်တာမဟုတ်ဘူးနော်ဆင်းရဲတာကိုယွံမုန်းပြီးတော့ तू ပြောတာညီးတာခေါ်တယ်အဲ့ဒါကြငွေ့တာမဟုတ်သေးဘူးညီးတာအသိဉာဏ်နဲ့ညီးငွေ့တဲ့သဘောမျိုးမဟုတ်ဘူးညီးတွားတာညီးတွားသူမလို့ချင်တော့ပါဘူးလို့ပြောပေမဲ့လို့မျောလင်းချက်ကပါတော့ဆိုရင်ယောဂမဖြစ်ချင်တာဟာမျောလင်းချက်ပဲသူညီးငွေ့တာဘာကိုညီးငွေ့တာတော့ဒုက္ခကိုညီးငွေ့တာဘဝကိုညီးငွေ့တာမဟုတ်သေးဘူးဖြစ်ပေါ်နေတဲ့ဒုက္ခကိုညီးငွေ့တယ်ဒီဒုက္ခကင်းတဲ့ဘဝဆိုရင်ပျော်အောင်မယ်သူကတချမ်းကအကောင်းမြင်ထားသေးတယ်သူကနော်မျက်စိတစ်ဘက်ကအကောင်းကိုမျောကြည့်ပြီးတော့တစ်ဖက်ကသာညီးငွေ့နေတာစိတ်ပြည့်စရာကိုညီးငွေ့ပြီးတော့ပျော်ရွှင်စရာကိုမှတ်မြော်နေသေးတယ်အဲ့ဒါဟာတဏှာရဲ့လက်ချက်ပဲတွေ့တာမှုကဒီတိုင်းကြီးပဲအဆိုးကိုမလိုချင်ဘူးအကောင်းကိုလိုချင်နေတယ်အခုဒီကိုရင်လေးကတရားသိတွေသိတဲ့အခါသူပြောတာကအဲ့ဒါလို့မဟုတ်ဘူးဥက္ကန္ထာမိတရီရေနာတဲ့သူခန္ဓာသူရထားတဲ့ခန္ဓာကြီးနဲ့ကတော့သူအမှန်တမ်းညီးငွေ့နေပြီအမှန်တမ်းညီးငွေ့နေပြီဘဝေနံမိနတ္ထိကောဘဝမှာဖြစ်ပေါ်နေတာသူမလိုချင်တော့ဘူးဘဝရဲ့ဒုက္ခတွေကိုသူကြာကြာနာနာသိထားတော့မလိုချင်တော့ဘူးတဲ့သောယံဘိသိတတိကာယောအညောစာနာဘဝိတတိသူရှင်းရှင်းကြီးမြင်ထားတာဘာလဲလို့ဆိုရင်သူ့မှာတွေ့တာမှုတွေလုံးဝမရှိသည့်အတွက်ကြောင့်ဒီခန္ဓာကိုယ်ကြီးပျက်စီးသွားလဲနောက်ထပ်ခန္ဓာကိုယ်တစ်ခုသူရမှာမဟုတ်ဘူးယဟန္တာလေသူကဒီခန္ဓာကိုယ်ကြီးပျက်စီးခြင်းပျက်စီးပါစေပျက်စီးသွားလဲနောက်ခန္ဓာကိုသူယူဖို့မမျှော်လင့်ဘူးရလည်းမရတော့ဘူးမျိုးစိမရှိတော့ဘူးတာမန်ပုဂ္ဂိုလ်တွေညီးတွားတာကြတော့ဒီဒုက္ခဒုံကြီးပျောက်သွားပြီးနောက်ထပ်ဒုက္ခဒုံကြီးလိုချင်ပြန်တာသူကလိုချင်တာတစ်ပိုင်းကကြမ်းနေတယ်နော်အဲ့ဒီတွေ့တာမှုကမကုန်သေးဘူးဆင်းရဲဒုက္ခကိုယွံမုန်းတယ်ချမ်းသာဒုက္ခကိုတော့မျက်နှိုးနေစေပဲဖြစ်တယ်လို့ဆိုတာပေါ့အဲ့ဒီကွင်လေးကတော့ဒီလိုမဟုတ်ဘူးသောယံဘိသိတတိကာယောအခုငါရထားတဲ့ခန္ဓာကိုယ်ကြီးဟာကြမ်းကြမ်းမာမာကြီးပဲသူအဲ့ဒါကြီးအခုလို့လူဆိုးတွေကတတ်လိုက်လို့သေသွားရင်ဒီခန္ဓာကိုယ်ဟာအဖြစ်ရက်သွားဒါအဖြစ်ရက်သွားပြီးတဲ့နောက်အညောစာနဘောဟိတတိနောက်ထပ်ခန္ဓာကိုယ်အစ်စ်လည်းငါမှရမှာမဟုတ်ဘူးဆိုတော့စိတ်ထဲမှာသူကပျောတောင်သွားသေးတယ်သူကပျော်သွားပြီးတော့ဘာပြောလိုက်လဲဆိုရင်ယံဝောကိစ္စံတရိရေနတံကရောထယထိတ်စထာငါခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မင်းတို့လှုပ်ချင်တာလှုပ်ကြတဲ့လူဆိုးတွေလှုပ်ချင်တာလှုပ်ဘာပဲလှုပ်ချင်တာလှုပ်
နမေတပစ္စယတထဒေါသောပေမင်္စဟေဟိတိအဲ့ဒီလိုလှုပ်ချင်တာလှုပ်ခြင်းကြောင့်ငါမှာစိတ်ဆိုးတယ်ဆိုတဲ့ဒေါသလည်းမဖြစ်ဘူးနောက်ထပ်လိုချင်တယ်ဆိုတဲ့မျက်နှာမှုပေမလည်းမဖြစ်ဘူးဒါတွေကိုအကုန်လုံးလစ်လျူရှုနိုင်တယ်လို့သူဆိုတာပေါ့အဲ့တော့အကယ်၍အမှန်တိုင်းပဲအခုလိုတရားဓမ္မကိုသဘာဝတရားတသက်မြတာဖြစ်ပြီးသဘာဝဖြစ်စဉ်ကြီးတစ်ခုမြတာလို့ဆိုလို့ရှိရင်တော့လောကလူတွေဟာငါနဲ့ခွာထားပြီးငါဟာနဲ့ခွာထားလိုက်မယ်ဆိုရင်ဒီအတွေးမျိုးဟာခိုင်ခိုင်မာမာရှိဒီဉာဏ်မျိုးခိုင်ခိုင်မာမာဖြစ်ပြီးဆိုရင်စိုးရိမ်စိတ်ဆိုတာဘယ်တော့မှမလာတော့ဒါအသေးချာစိုးရိမ်စိတ်တွေကိုဖယ်ရှားတယ်ခုနလိုအတ္တမာနကြီးလွန်အားကြီးလို့ငါကပဲအနိုင်ရမယ်ဆိုတဲ့အတ္တမာနကြောင့်မကြောက်တာကတစ်မျိုးအခုဟာကအတ္တမာနကြောင့်မဟုတ်ဘူးအမှန်သိတဲ့ပညာကြောင့်အမှန်သိတဲ့ဓမ္မအသိကြောင့်မကြောက်တာစိုးရိမ်စိတ်တွေဖယ်ရှားနိုင်တာအဲ့ဒါလို့လည်းပြောလိုက်ရောတတ်မဲ့ဖြတ်မဲ့ပြင်ဆင်နေတဲ့လူဆိုးတွေဟာဘာဖြစ်သွားလဲသူပြောတာကိုခေါင်းကိုရင်လေးပြောနေတာကိုနားဆိုင်ပြီးတော့ထောင်းနေရင်ကနေပြီးတော့သူတို့စိတ်ထဲမှာကြက်သီးမွေးညင်းနေထားလာတယ်ဒါတော့လူငယ်အရွယ်ကနေပြီးတော့တို့ချနာလို့ဘာမှမစိုးရိမ်ဘူးဆိုတာစကားအနေနဲ့ပြောတာမဟုတ်ဘူးမျက်နှာကလည်းပဲအပြုံးမပြတ်ဘူးသူကအဲ့ဒါမြင်လိုက်တဲ့အခါကျတော့သူတို့ကြက်သီးမွေးညင်းနေထသွားကြတယ်ကြက်သီးမွေးညင်းနေထသွားပြီးတော့လက်ထဲမှာကင်ထားတဲ့လက်နဲ့တွေသူ့ကိုတတ်ဖို့ပြတ်ဖို့စီရင်ထားတာတွေအကုန်လုံးပြစ်ချတယ်အကုန်လုံးပြစ်ချပြီးတော့ခေါင်းဆောင်လုပ်တဲ့လူဆိုးကြီးကဗာမေးတော့ဆိုကိမ္ဗန္တိကရိတဝါနာကောဝါအာစရိယောတဝကတ္တသာသနာမာဂမလပတိတံအသောကတာအခုလိုစိုးရိမ်စိတ်တွေမရှိတာဟာစိုးရိမ်စိတ်တွေမရှိတာကိုတော့စိုးရိမ်စိတ်တွေလုံးဝဖျောက်ပြီးတော့အပြုံးမပြတ်နေနိုင်တာဘာလုပ်လို့လဲဘာတွေလုပ်ထားလဲဟာလားသူစိတ်ဒီလိုကြန့်ခိုင်နေအောင်ဘာတွေလုပ်လဲဘာတွေလုပ်ထားလဲကိုတော့လမ်းပြတဲ့ဆရာကဘာလုပ်လဲဟုတ်လားဘာတွေလုပ်တာလဲဘယ်လိုလမ်းပြလဲသူ့ရဲ့အဆုံးအမကိုတော့ရရှိလို့အခုလိုစိုးရိမ်စိတ်တွေဘယ်လိုလုပ်ပြီးရလာသလဲသူ့ရဲ့အဆုံးအမဘယ်လိုလုပ်ပြီးတော့ရလာသလဲအခုလိုစိုးရိမ်အောင်ဘုရားရဲ့သူ့ရဲ့အဆုံးအမတွေကိုတော့ဘယ်လိုရလာတာလဲလို့ဆိုတဲ့မေးခွန်းကိုမေးတာအဲ့လိုမေးတဲ့အခါကျတော့မှသူကဖြေတယ်အေးလောကမှာသဘာဝတရားတွေအလုံးအရာခသိမ်းအလုံးကိုအမှန်သိတဲ့တပ္ပညုမြတ်စွာဘုရားဆိုတာရှိတယ်လောကကြီးအလုံးပေါ်မှာကြီးမားတဲ့အကျဉ်းတရားနဲ့ကျေပြတ်တဲ့ပညာတရားနဲ့သူ့ရဲ့အဆုံးအမစကားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တယ်အဲ့ဒီဟောကြားထားတဲ့တရားတော်တွေအတိုင်းငါဟာလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်အခုလိုစွန့်ရင်စိတ်ကိုဖယ်ရှားနိုင်တာဖြစ်တယ်မင်းတို့လည်းအဲ့ဒီဘုရားရဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးမယ်သဘာဝတရားတက်တက်ဆိုတာသေချာပေါက်သိအောင်ဒီအသိဉာဏ်မျိုးကိုရမယ်ဆိုရင်စွန့်ရင်စိတ်တွေကိုဖယ်ရှားပြီးသားဖြစ်နိုင်တယ်ဖြစ်မှသေချာတယ်လို့ကိုရင်လေးကဒီလိုလမ်းမှန်ကိုသူတို့အဖြေကိုဖြေရှင်းလိုက်တဲ့အခါသူတို့အားလုံးလက်နဲ့တွေဖယ်ရှားပြီးတော့ကိုရင်လေးကိုတတ်မဲ့ကိစ္စအားလုံးဟာစွန့်ပယ်လိုက်ကြတယ်မတတ်တော့ဘူးမတတ်ရနေမကဘူးဒီဘဝမှာသူတို့လူဆိုးဘဝကနေပြီးတော့သာသနာ့ဘောင်ဝင်ပြီးသူတော်ကောင်းအသွင်လောက်ကြတော့မယ်လို့ကိုရင်လေးရဲ့ရှေ့မှာဒုတုပ်ပြီးတော့သူတို့ကိုသင်္ကန်းဝတ်ပေးဖို့ထီအောင်နောက်ဆုံးမှာသူတို့ဟာကိုရင်လေးထံမှာအလုံးဝန်ချတောင်းပန်ပြီးတော့သူတို့ဝတ်တဲ့အဝတ်တွေကိုအမြိတ်တန်းစာအစာတွေဖြတ်ပြီးတဲ့အခါမှာယဟန်အသွင်ကိုရင်လေးကဝတ်စီပြီးတော့ဘုရားကျောင်းတော်ကိုခေါ်သွားတော့နောက်ဆုံးမှာမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ဒီလူဆိုး900ဟာလည်းပဲအကျွတ်တရားရသွားတယ်ဆိုတဲ့ဇာလန်းကိုထေရဂါထာမှာအဓိမုဒ္ဒထေရဂါထာဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့ဒီမှတ်တမ်းရ
စွန့်ရင်စိတ်ကိုဖယ်ရှားတဲ့ဤစနစ်ဟာဝိပဿနာကျင့်စဉ်ကိုကျင့်မှစွန့်ရင်စိတ်ကိုဖယ်ရှားနိုင်မှာဖြစ်တယ်နောက်ဆုံးသိကြအောင်ဓမ္မတသက်တာဖြစ်ဓမ္မတသက်ရဲ့ဖြစ်ချင်းများတာဖြစ်ပြီးသင်္ခါရအစဉ်ဖြစ်စဉ်ကြီးတစ်ခုများတာဖြစ်တယ်ဆိုတာမြင်အောင်ဝိပဿနာကျင့်စဉ်ကျင့်လို့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မဲ့ဉာဏ်ဖွဉာဏ်တွေရရှိပြီးတဲ့နောက်မှာစိုးရိမ်စိတ်တွေကိုလွန်မြောက်နိုင်ပါတယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း